မင်္ဂလာပါဒီနေ့ကတော့အကျဲတို့အကျော်လေးကြော်ပြီးမွေးငါးနဲ့စားပါမယ်ခုကတော့အကျော်ကြော်ပါမယ်အကျော်ကတော့အာလူးနဲ့ဇူကီနီနဲ့ပေါ့နော်ဘူးဒီမရှိတော့ဇူကီနီကြော်စားမယ်အာလူးနဲ့ဇူကီနီကလှိပြီးသွားပြီပြီးအကျော်မှုတ်ဖြော်မယ်အကျော်မှုတ်ကတော့ဒါလေးသုံးတယ်အဲ့ဒါလေးကိုထည့်ပြီးတော့ရေနဲ့ဖြော်မယ်အဲ့ဒါကိုရေခဲရေနဲ့ဖြော်မယ်ဘက်ကတော့ချက်တော့မယ်ပြီးကြော်တော့မယ်အဲ့လိုအားလုံးလေးကြော်စားရကောင်းနော်အရင်တော့ဆိုရင်အကျော်ဆိုင်ပါလေတို့ဘယ်နဲ့ဆဲလဲပြားမှုလို့50လားခုတော့ကျော်တူ900ဖြစ်နေပြီလားဝိုင်းချုံမှာဒီမှာသွားစားကြနေရတယ်ဒီမှာတော့ကိုကျော်ပူစားသူများကြော်တဲ့ကိုစားကိုကြော်တဲ့ကိုစားဒါကတော့မုတ်ဖက်နဲ့ထမင်းလေးပါထည့်ရတယ်ဒါကတော့ဘူးဒီကျော်ဒီဘက်ကတော့အာလူးကျော်ကျော်ကတော့ကျော်ပြီးပါပြီဝိုင်းနေပါပဲစားရမယ်ဒီတိမကျတော့မွေးငါဆိုလို့ရှိရင်နည်းနည်းကြက်ကြက်ကြိုက်တာနော်ကြည့်ရဆိုရတဲ့အတိုင်းအိမ်မားတို့ကြတော့အဲ့လိုပြစ်တယ်စားတယ်ကျဲတယ်စားကျဲကြတော့အဲ့ကြက်ကြက်လေးမှကြတယ်ပြီးထမင်းလေးနဲ့ထည့်စားအိမ်ကပြောတော့ဝေးအောင်တဲ့ဘယ်ဟာစားထမင်းလေးထည့်စားတယ်ဆိုမွေးငါတဲ့ထမင်းလေးထည့်စားကဲအရင်ဆုံးပူတိကျော်စားကြပါဦးဘူးတိကျော်လည်းမဟုတ်ပဲဘူးကျော်ပေါ့ဇူကီနီကျော်ဒါပေမဲ့အရသာဘူးကျော်တယ်နော်အမကွက်ကိုကျော်စားပြီးအဲ့လိုမျိုးမုံနဲ့ပပနဲ့အထက်အသားထူနေစားကောင်းအကျော်မစားရင်ချောင်းလေအိုးပတ်စတယ်မင်းလားအားလို့ကြော်စားအကျော်လေမင်းကမှအဲ့လိုနှစ်စားရကောင်းတယ်တစ်ခါကြအရင်တော့ဆိုအဲ့အားလုံးကျော်တစ်ခု50လားမသိလမ်းထိပ်ကဈေးရမှာဝယ်အခုဘယ်လောက်ရှိနေပြီလဲမသိအဲ့လိုကြော်စားဆိုပြီးမြချိုးရတော့နာမည်လေးပါပြည့်စုံပါแต่มองเนี่ยกะปลาเนี่ยตัวกว่าดิจุดๆเลยจุดต่อเลยปูหมูอ่ะเนาะ
嗯。